อีชดนายทหารเอกจะมาขอพบเองนะพบข้าเนี่ยนะพี่ชดเนี่ยนะก็บอกไหมว่ามาหาข้าทำไมก็ไม่ทำอะไรใครเลยเนี่ยยังที่มาวันนี้ก็เพราะอยากจะคุยให้รู้เรื่องพี่ชดช่วยไปตามอีปิ่นมาพบข้าได้ไหมကျော်ရုံတော်ဦးတို့ပြေခွင့်တောင်းပါလေခင်ဗျာဟာမင်းကမေးသွေးပါတာတည်းလားတော်ဝင်မင်းမျိုးခေတ်ဆက်ဆက်ရိုးရမ်းမင်းတွေကသူတို့ကိုသူတို့နတ်ဖျားဆိုပြီးတော့ပြောကြတာကြားပြီးလားဦးကြီးတော့တခါပြောပြီးတယ်အယုအိမ်အောင်ဆက်တော်ကအချစ်စားဘယ်ရေးရှိပါလဲခမဲတော်ကြည်စံသားတော်မြေရီပင်ကကြီးမားကျယ်ပြန့်တယ်တို့တန်းကြီးကောင်းကျိုးဒီအေယာဝတီမြစ်တဲ့ကြီးကျယ်မြင့်တဲ့တခြားမြစ်တွေရှိနေလို့ငါတော့မချင်ဘူး